ထိုင်းစကားကိုတရက်၅ချောင်းကျင့်ပြီးစကားလုံးတွေသင်ယူကြမယ်အားလုံးမင်္ဂလာပါခင်ဗျာတရက်ကိုထိုင်းစကား၅ချောင်းပုံမှန်လေးကျွန်တော်တို့လေ့ကျင့်မယ်ဆိုရင်တေချာပါတယ်ထိုင်းစကားကိုကောင်းကောင်းပြောတတ်သွားမယ်ဆိုတာပါပဲကဲစလိုက်ကြအောင်ဗျာวันนี้งานเยอะไหมวันนี้งานเยอะไหมဒီနေ့အလုပ်များလားวันนี้งานเยอะไหมวันนี้ဒီနေ့วันนี้ဒီနေ့งานအလုပ်เยอะเยอะများသည်ไหมဟုတ်လားမေးကိုမေးတဲ့သဘောဖြစ်ပါတယ်ช่วยทำอันนี้หน่อยได้ไหมช่วยทำอันนี้หน่อยได้ไหมဒါကိုနည်းနည်းကူညီလုပ်ပေးနိုင်မလားဒါကိုနည်းနည်းကူညီလုပ်ပေးနိုင်မလားช่วยทำอันนี้หน่อยได้ไหมช่วยကူညီသည်ทำလုပ်သည်อันนี้ဒါကိုဒီဟာหน่อยနည်းနည်းได้ရချင်းไหมလားเดี๋ยวทำให้เดี๋ยวทันให้เดี๋ยวขณะเดี๋ยวขณะทันလုပ်သည်ให้ဆိုတာပေးသည်ဆိုပြီးပြန်ဖြေလို့ရတယ်လို့အခုချက်ချင်းလုပ်ပေးနိုင်တယ်ဆိုရင်လေได้ครับได้ဖြေလို့ရပါတယ်ขอโทษที่มาสายขอโทษที่มาสายလာနောက်ကျလို့တောင်းပန်ပါတယ်ขอโทษที่มาสายขอโทษတောင်းပန်သည်มาလာသည်สายနောက်ကျတယ်ถ้ามาสายอีกจะถูกหักเงินถ้ามาสายอีกจะถูกหักเงินနောက်ထပ်လာတာနောက်ကျရင်ပိုက်ဆံဖြတ်ခံရမယ်ถ้าတကယ်လို့มาလာသည်สายနောက်ကျတယ်อีกနောက်ထပ်หัดဖြတ်သည်เงินပိုက်ဆံเงิน